ကြိုသားတွေတကယ်ရှိလားဒီတစ်ခါတော့အဲ့ဒီမေခွန်းကိုခဏပေးဖယ်ထားပြီးပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့မေခွန်းတစ်ခုကိုကြည့်ကြရအောင်အဲ့ဒါကတော့လူများစုကြီးကသူတို့တကယ်ရှိတယ်လို့ဘာကြောင့်အခွင့်အမှာယုံကြည်နေကြတာလဲဆိုတာပါပဲဒီယုံကြည်မှုကြီးတစ်ခုလုံးကိုလေလူသားတွေစီရောက်လာပြီးဖော်တော့ဖို့ကြိုးစားနေရတဲ့ရှုထွေးတဲ့ signal တစ်ခုလို့သဘောထားပြီးအတူတူလေ့လာကြည့်ကြရအောင်ပါကဲဒီကိစ္စရဲ့အစကဒီနံပါတ်ပါပဲ65ရာခိုင်နှုန်း Pew Research Center ရဲ့စတန်ရအမေရိကန်ရဲ့65ရာခိုင်နှုန်းကတခြားကြိုးတွေမှာဉာဏ်ရည်ရှိတဲ့သက်ရှိတွေရှိတယ်လို့ယုံကြည်နေကြတာပါဒါကလူနှစ်ယောက်မှာတစ်ယောက်ကြိုလို့နော်အံ့ဟိုးစရာပဲခိုင်မာတဲ့တက်တွေကမှမရှိခဲ့နဲ့လူများစုကြီးကဘာလို့များဒီလောက်ယုံကြည်နေရတာလဲအဲ့ဒါကပဲကျွန်တော်တို့အတူတူဖြေရှားကြည့်တဲ့ပဟိလီကြီးတစ်ခုပါဒီမှာပဲအဓိကပฏิပတ်ခကိုရှင်းရှင်းလင်းလင်းတွေ့ရတော့တာပဲတချမ်းကိုကြည့် NASA တို့ Pentagon ရဲ့ AAR လို့တရားဝင်အဖွဲ့အစည်းတွေကလူလို့တာမဟုတ်တဲ့နည်းပညာအတည်ပြုနိုင်တဲ့တက်တီပါမှမရှိဘူးလို့တရားဝင်ကြေညာထားတယ်ဟုတ်ပြီဒါတစ်ဖက်နောက်တစ်ချမ်းကိုကြည့်လိုက်ပြန်တော့လူတို့က UFO တွေကိုဂျူလာရန်တွေပဲဖြစ်ရမယ်လို့ယုံကြည်နေကြတော့ပဲအစိုးရကတခုခုကိုဖုံးကွယ်ထားတယ်လို့တောင်ထင်နေကြတယ်ဆိုတော့ဒီလိုတရားဝင်ထုတ်ပြန်ခြင်းနဲ့လူတို့ယုံကြည်မှုကြားကအကြီးအကျယ်ကွာဟနေတဲ့6နှစ်ကြီးကဘာကနေဘလို့ဖြစ်လာတာလဲအဲ့ဒီကွာချက်ရဲ့အရင်မြစ်တစ်ခုကထင်မထားတဲ့နေရာမှာရှိနေနိုင်တယ်အဲ့ဒါကတော့ဘာသာစကားပါပဲဟုတ်ပါတယ်ဘာသာစကားပါဘာလို့လဲဆိုတော့အချက်ပြ line တစ်ခုကိုအဲ့ဒီပဲဖော်ဖို့မစူးစမ်းခင်မှာအဲ့ဒီအရာကိုခေါ်ဖို့စကလုံးအောင်အရင်ရှိဖို့လိုတယ်လေပြီးတော့ကျွန်တော်တို့သုံးတဲ့စကလုံးတွေကပဲကျွန်တော်တို့ရဲ့အမြင်ကျွန်တော်တို့ရဲ့လက်တွေ့ဘဝကိုပုံသွင်းပေးနေတာကိုဥပမာတစ်ခုပြောပြမယ်ကျွန်တော်တို့မြန်မာလိုပဲကြည်လေ UFO ကိုဘယ်လိုခေါ်လဲပန်းကန်းပြပြန်တယ်စဉ်းစားကြည့်ဘာလို့ပန်းကန်းပြလဲဘာလို့လဲဆိုတော့ကျွန်တော်တို့မသိတဲ့နားမလဲတဲ့အရာဝတ္ထုတစ်ခုကိုမြင်လိုက်ရတဲ့အခါအဲ့ဒါကိုနားလည်နိုင်ဖို့အတွက်ကိုယ်နဲ့အရင်ကြီးဆုံးပြတဲ့ပုံစံပန်းကန်းပြနဲ့တွားပြီးနားရှင်းလိုက်တာပဲပြောချင်တာကကိုယ်မှာစကလုံးမရှိတဲ့အရာကိုကိုသိတဲ့စကလုံးနဲ့စားထိုးပြီးအဒီပဲဖွင့်ဖို့စ조사ကြတယ်ဆိုတာပါပဲကဲပြဿနာကအဲ့ဒီမှာတင်မပြီးဘူးပို့တောင်ရှုထွေးလာသေးတယ် alien ဆိုတဲ့စကားလုံးကိုပဲကြည့်အင်္ဂလိပ်လိုတော့တလုံးတည်းပဲဒါပေမဲ့မြန်မာလိုကြတော့ဘယ်လိုဖြစ်သွားလဲစိန်တော်လို့ဘာသာပြန်မလားဆိုတာကထူဆန်းတယ်မယဉ်နီးဘူးပေါ့ဒါမှမဟုတ်တိုင်းတပါလို့ပြောမလားနိုင်ငံခြားသားကိုဆိုလိုတာဒါမှမဟုတ်မှတကယ်ကိုအခြားကြော်သားလို့တိုက်ရိုက်ပြောမလားမြင်လားစကားလုံးတစ်လုံးတည်းကနေအတိတ်ပဲဒီအများကြီးခွဲထွက်သွားတယ်ဒီလိုဖြစ်လာတဲ့အခါမူလ signal ကဘယ်လိုလုပ်ရှင်းလင်းပြသနိုင်တော့မလဲပို့ပြီးဝေဝါးသွားတာပေါ့ဆိုတော့ဘာသာစကားကြောင့်အသေးပေတွေလွဲနိုင်တယ်လို့ပဲနောက်တစ်ချက်မှာကျွန်တော်တို့လက်ခံရရှိတဲ့ data အချက်လက်ကိုယ်တိုင်ကလည်းလမ်းမှာပြည့်ရွံ့သွားနိုင်တယ်အဲ့ဒီလိုလမ်းမှာဝင်လာတဲ့ noise လို့ခေါ်တဲ့အနောက်အရှက်တွေကရှင်းလင်းတဲ့ signal တစ်ခုကိုဘယ်လိုမျိုးအသေးပဲလွဲမှားသွားစေနိုင်လဲဆိုတာချိလိုက်အောင်ဒါကနေနေ technical ရတဲ့ဥပမာလေးတစ်ခုပါရိုက်မဲ့သဘောတရားကိုရှင်းရှင်းလင်းလင်းမြင်စေတယ် OnePress မှာစာရိုက်တဲ့အခါမြင်းတို့လေးတစ်ခုကိုရိုက်ထည့်လိုက်တယ်ဒါပေမဲ့စနစ်ကအဲ့ဒါကို JSON code အဖြစ်ပြောင်းတဲ့အခါမှာ8812ဆိုတဲ့မြင်းရှည်အတွက်ကိုအဖြစ်မားပြီးဘာသာပြန်သွားတယ်ကြည့်လိုက်တော့တီတီလေးပဲမောင်ဒါပေမဲ့အဲ့ဒီလိုတင်းငယ်တဲ့ data ချွေးရမှုလေးတစ်ခုကနောက်ဆုံးရလဒ်ကိုလုံးဝပြောင်းသွားစေနိုင်တယ် UFO ဇလန်တွေမှာလည်းဒီတိုင်းပဲမျက်မြင်ထက်တဲ့တယောက်ရဲ့စကားတစ်ခွန်းဓာတ်ပုံထက်ကအဆက်ပြောက်လေးတစ်ခုအဲ့ဒီလိုတင်းငယ်တဲ့အချက်လက်လွှဲချော်မှုလေးတွေကနေတဆင့်အဖြစ်မှန်တစ်ခုလုံးရဲ့အထိပ္ပယ်ကောက်ယူပုံကိုလုံးဝပြောင်းလဲသွားစေနိုင်တာပဲအဲ့တော့ဒီကိုကကြက်ကအားလုံးကိုပြန်ပြီးခြုံငုံသုံးသပ်လိုက်တယ်လို့ပါပဲဒီကိစ္စကအချက်လက်မှန်တယ်မားတယ်ဆိုတော့တဲ့အများကြီးပိုနှဆိုင်တယ်အဖွဲ့အစည်းတွေရဲ့တန်တရားနဲ့လူထုရဲ့အခိုင်အမာယုံကြည်မှုကြားကကွာဟချက်ဆိုတာအတိမညာပိုင်းဆိုင်ရာကွာဟချက်တက်မဟုတ်တော့ဘူးဒါဟာလူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာကွဲပြားမှုရည်တူကိုဖြစ်လာတာစင်တွေကမရှင်းလင်းနေတဲ့အခါ data တွေကပြည့်တွင်းနေတဲ့အခါလူတွေကကိုယုံကြည်ခြင်းတဲ့အရာကိုရွေးချယ်ယုံကြည်လာကြတော့တာပဲဆိုတော့ဒီလိုမရှင်းလင်းတဲ့ signal တွေကိုလက်ခံရရှိတဲ့အခါမှာလူတွေကမတူညီတဲ့နီလန်းတွေနဲ့အဓိပ္ပာယ်ဖွင့်ဆိုကြတယ်အဲ့ဒီမှာအဓိကအဖြစ် framework ကြီးနှစ်ခုကွဲထွက်ထားတာကိုတွေ့ရတယ်တစ်ခုကသိပ္ပံနည်းကျချင်းကပ်မှုနောက်တစ်ခုကတော့ data ရေးဆန်ဆန်ချင်းကပ်မှုပေါ့ဂျိုတာလို့ယူဆရတဲ့ကျူးကျော်တူတယောက်ကိုဒီနီလန်းတစ်ခုကဘယ်လိုကင်တွယ်မလဲဆိုတာနိုင်ရှင်းကြည့်အောင်ဘယ်ဘက်ချမ်းကိုကြည့်ဒါကသိပ္ပံနည်းကျချင်းကပ်မှုပါဥပမာငှက်ဖျားယောဂပို့ဒါလည်းကျမ်းပဲရတော့ဂျိုတာကျုပ်ကိုသူလိုပဲလေဒါမဲ့သိပ္ပံကသူ့ကိုဘယ်လိုကင်တွယ်လဲယောဂတဲ့ချင်းကိုဖော်ထုတ်တယ်ကာကွယ်ဆေးထုံးတယ်ကုသိုလ်ဖို့ကတိကျတဲ့လိုထုံးလုံးနည်းတွေချမှတ်တယ်အားလုံးကစနစ်တကျနဲ့ရှင်းလင်းပြသတယ်ကဲညာဘက်ကိုကြည့်ဒန်တာကြီးဆန်းဆန်းချင်းကပ်မှု UFO တွေပေါ့ဒီဘက်မှာတော့အားလုံးကမြင့်မြင့်သက်တည်ရဲ့ထဆိုးချက်တွေဘာမှမသိမရှင်းလင်းတဲ့ဖြစ်စဉ်တွေကိုကိုယ့်ဘာသာအဓိပ္ပာယ်ကောက်ယူသားတယ်ပြီးတော့အစိုးရကတခုခုလျှို့ဝှက်ထားတဲ့ဆိုတဲ့ယုံကြည်မှုပေါ်မှာပဲအခြေတည်နေတယ်တွေ့လား
ကျူးကသူကိစ္စအတူတူကိုကင်တွယ်တဲ့စနစ်တစ်ခုကလုံးဝကဘာနဲ့ချီပြီးကွာခြားနေတာ ကောင်းပြီဘာသာစကားပြဿနာတွေဒေတာချိုရွေးမှုတွေတိပါနဲ့ထန်တာကြီးကြားကကွဲလွဲမှုတွေဒီစိန်ခေါ်မှုတွေအားလုံးကိုကြည့်ပြီးတဲ့နောက်မှာမေးစရာမေးခွန်းတစ်ခုရှိလာပြီတကယ်လို့နော်မနှက်ဖြန်မှာတကယ်ကိုရှင်းလင်းပြတ်သားတဲ့ signal တစ်ခုတန်တရားဖြစ်စရာမရှိတဲ့အချက်ပြ line တစ်ခုရောက်လာခဲ့ကျွန်တော်တို့လူသားမျိုးတွေကအဲ့ဒါကိုတုံ့ပြန်ဖို့တကယ်ပဲအဆင်သင့်ထပြီလားအဲ့ဒီမင်းဟောအတွက်တိပံပညာရှင်တွေကအဖြစ်တစ်ခုကိုကြိုတင်ရှာနေကြပါပြီ University of St Andrews ကသူတွေထီတွေက Post Detection Protocol ဆိုတဲ့ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တစ်ခုကိုအဆိုပြုထားတယ်ဒီအစီအစဉ်မှာတိပံပညာရှင်တွေချီပဲမဟုတ်ဘူးအကျက်ပြလိုင်းရောက်လာတာနဲ့ဖြစ်လာနိုင်တဲ့ကမ္ဘာပြဿနာတွေကိုပါထည့်စဉ်းစားထားတယ်ဥပမာသတင်းမားတွေအစုလိုက်ပြုံလိုက်ပြဿနာလာမှာကိုဘယ်လိုထိန်းချုပ်မလဲကမ္ဘာပေါ်ကမတူညီတဲ့ယဉ်ကျေးမှုတွေဘာသာတရားတွေကဒီကိစ္စကိုဘယ်လိုအတိတ်ပဲကောက်ယူကြမလဲလူတွေပေါ်မှာဘယ်လိုစိတ်ပိုင်းဆိုင်ရာတရားမှုတွေရှိလာမလဲအရေးကြီးဆုံးကတော့ကဘာကြီးတစ်ခုလုံးကစီစီလုံးလုံးနဲ့တက်တန်လေးထွက်ပြီးဘလို့တွန်းပြန်ကြမလဲဆိုတာတွေပါပဲဒီခွဲချမ်းစိတ်ဖြာမှုတစ်ခုလုံးကိုပြန်ကြည့်လိုက်ရင်ရှုံထွေးတဲ့ဘာသာစကားတွေလမ်းမှာပြည့်ယွင်းသွားတဲ့ data တွေပြီးတော့သိပ္ပံနဲ့တန်တာရေးကြားကအားပြိုင်မှုတွေဒါတွေအားလုံးကိုဖြတ်သန်းသိတဲ့နောက်မှာကျွန်တော်တို့အားလုံးအတွက်နောက်ဆုံးမေးခွန်းကြီးတစ်ခုကြံခဲ့တယ်တကယ်လို့အချက်ပြလိုင်းတစ်ခုရောက်လာခဲ့ရင်အရေးကြီးဆုံးကိစ္စကအဲ့ဒါကိုကြားရဖို့သက်မဟုတ်တော့ဘူးအဲ့ဒါရဲ့အသေးပဲကိုဘသူကဆုံးဖြတ်ခွင့်ရှိမှလဲဆိုတာပဲသိပ္ပံပညာရှင်တွေလားအစိုးရတွေလားဒါမှမဟုတ်လူသူလားလူသားမျိုးနွယ်တစ်ခုလုံးအတွက်ဘသူကကိုစားပြုပြီးစကားပြန်ပြောမှလဲဒါကပဲကျွန်တော်တို့အားလုံးစဉ်းစားရမယ်တကယ်စင်ကောင်းမှုကြီးပါပဲ